မမချက်ကိုလိုလေးကြော်လို့ရှင်မမကြီးမဖြစ်ပင်နဲ့စားလို့ကောင်းမှာကောင်းကြော်ကြည့်နော်ကျမကတော့ဗမာချက်၄ပိုင်းပိုင်းထားတာကိုစားရတာမဟုတ်ရဲ့စနွင်းရဲ့ငံပြိုင်လေးနဲ့ထည့်ပြီးတော့အရင်ဆုံးရတာဝင်အောင်နေလိုက်ပါတယ်ချက်သွန်မြူချင်းထောင်းထားတာလေးကိုလည်းအရင်ညှစ်ထည့်လိုက်ပါတယ်ပြီးရင်တော့ရေလေးနဲ့ထည့်ပြီးတော့ရေခမ်းနဲ့ထိပြုတ်လိုက်ပါမယ်ရေကိုခမ်းသွားတဲ့ထိပြုတ်မှသူ့ရဲ့အရသာလေးတွေကစက်သားတွေကိုကုန်ဝင်မှာပေါ့နော်ပြီးရင်တော့စီများများလေးနဲ့ကြော်ပါမယ်စီကိုပူလာပြီးဆိုတော့မှမီးအရှိန်ကိုကြော်တဲ့အခါမှာနည်းနည်းပြန်ပြီးတော့ရှော့ပေးရမယ်နော်တစ်ဖက်ကနည်းနည်းရေးလာပြီးဆိုတော့မှနောက်တစ်ခြားတစ်ဖက်ကိုလှန်ပြီးတော့ကြော်ပေးမယ်နော်ချက်ကြော်ဆိုလို့ရှိရင်ကျမကစီပီချက်ကြော်ထက်ဒီလိုဗမာချက်ကိုကြော်အောင်ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်သူကဒါအသားအရသာနည်းနည်းလေးပင်ရှိတယ်စားလို့လည်းကောင်းတယ်ချက်သွန်မြူချင်းထောင်းထားတဲ့အဖက်ကလေးတွေကိုထည့်ပြီးတော့ကြော်လိုက်မယ်ပြီးတော့လို့ရှိရင်တော့ဒီချက်သွန်မြူချင်းဖက်ကလေးတွေဖြူပြီးတော့စီလေးပါပြန်ပြီးတော့လောင်းလိုက်ရင်တော့မလည်းမပဲနဲ့စားကောင်းတဲ့ဗမာချက်ကြော်မှုန့်မွေးလေးရပါပြီရှင်